ဒါလီစွာပါမင်္ဂလာပါမျိုးဒီနေ့တွေ့ပြပေးမယ့်အကြောင်းအရာကတော့ရခိုင်သူမြတ်အကြောင်းပဲဖြစ်ပါတယ် AD 1208ခုနှစ်မြန်မာတက္ကသိုလ်645ခုနှစ်ရခိုင်ဘရင်မင်းကြီးလက်ထက်မှာထိရှားကြော်ကြားခဲ့တဲ့ပညာရှိရဟန်းတော်တစ်ပါးဖြစ်ပါတယ်ရခိုင်သူမြတ်ကပကန်းခေတ်နောက်ကာလအင်းဝခေတ်ဦးကာလမှာထိရှားကြော်ကြားခဲ့တဲ့ဒီပညာရှိရခိုင်သူမြတ်ကပကန်းပြည်ရဲ့နောက်ဆုံးမင်းဖြစ်တဲ့ကျော်စွာမင်းကိုရှမ်းညီနောင်တို့ကနန်းချရမယ့်အခါမှာဝင်ရောက်ပြန်ပြီးစိတ်ဆက်ပေးခဲ့တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့လည်းသမိုင်းထောက်ထားများရာသိရှိရပါတယ်။ရခိုင်သူမြတ်ကစာပေတင်ကြော်ကြားတာမဟုတ်ဘဲနဲ့လောကီလောကုတ္တရာဗေဒင်နက္ခတ်ပညာတွေကိုပါအထူးတက်မြောက်ကျွမ်းကျင်တဲ့သူလည်းဖြစ်ပါတယ်။ဒီပကံမင်းနဲ့ဒီကုန်းမောင်မင်းဆက်တည်းမင်းကြီးမင်းသားတွေရဲ့နန်းတွင်းအရှုပ်ချင်းတွေကိုပါဝင်ရောက်ဖြန့်ပြပေးရတဲ့ကဏ္ဍဒီမှာလည်းအထူးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်ဒီရခိုင်သူမြတ်ရဲ့အကြောင်းတွေကိုအမျိုးတိပို့ပြီးတော့အမျိုးတိသိထားတဲ့ဘုဒ္ဓလေးတွေအကြောင်းအရာတွေတမိုင်းအကြောင်းတွေရှိရဆိုရင်တွဲရပြီးတော့အောက်မှာကွန်မန့်လေးတွေမှာဝင်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါအောင်အမျိုးတိတကယ်လို့တွဲရပြီးတော့လေးတွေကိုလည်းဆက်ပြီးတော့အားပေးခြင်းနဲ့ကြိုက်နေတတ်တယ်ဆိုရင်လည်း follow လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်နော်အမျိုးတိတော်အားလုံးကျေးဇူးတင်ပါတယ်